ဆိုပါရေတရက်တပံဖိစိတ်မှာကောက်ဆိုကေညမရှိလာလွန်းနေပါဒီရုပ်ရှိကလေးတော့လာပန်းနေတက်ကလေးငေးရှိသေးပါကောက်ပြီးနံပါတ်ကိုကောက်ပါရေဒီသူတို့အင်ကိုပါကျွန်တော်တို့ခမင်းရှိလူမျိုး foundation ကနေပြီးနာကိုတေကိုရောလာလိုက်ကြပါဒီနေ့ခါတော့ကျွန်တော်အကူကြီးပြဖို့လာကြပါဒီအခုပြည့်ရဖြစ်တာကတို့ခါကျွန်တော်တို့ခမင်းရှိလူမျိုးကကိုစောပါအခုတော့တိုင်လို့စိန်မော်နမအမြောက် Brahida အတန်းကိုစောကျွန်တော်တို့ကလာရောက်ပြီးအကူကြီးပြစားဖိတ်ပါရေဒီညမရှိကိုတင်တော့ကိုကြီးပြခပါမယ်ကတော့ခဏရောက်ရေးပါတော်သမီးခဏရောက်ညမရှိကကြားနေပါပါထူးထူးပါအထင်းဆုံးညမရှိဟုတ်ပါတယ်ထူးထူးပါအထင်းဆုံးခဏရောက်မှာထူးထူးအသားကလက်စီနာနေကိုတားပါဟုတ်ပါမိဖာတီကိုမပရောပါရဲ့ကျွန်တော်တို့အပရန်ကလူတီတော်မှာရန်ထင်းမှာမဟင်းအောင်ခံကြရပါတယ်ဟုတ်ပါအရုပ်ကိုလေးကလေးကောပြီးရှင်ကိုကောရင်ကိုခံကြရပါတယ်ကျွန်တော်တို့လူတီအစီတီမဟင်းအောင်တွင်းပါတယ်ဘူကတော်သမီးခဏရောက်ရှိကလေးတော့ဒီသမီးရှိကိုအရှိဆုံးအထားဆုံးအမြောင်ဆုံးပိုင်တွင်းနေပါတယ်ကျွန်တော်တို့ကကျွေးမေးတော့တောင်းရေဆောင်းရပုံပဲနော်ပညာတော်သမီးခဏရောက်မှာတယောက်ကလေးမဆောင်ကြရပါခေါရောက်တော့ဆိုဒီတယောက်တော့ဆိုကိုတမျိုးတဆူလုံးစူးပြီးကဓာတ်ပုံကြည့်ပါမှာကျွန်တော်တို့လောပြီးတောင်းရကိုကျုံကိုကမှာမူလာတဲ့ကျုံချတော့ဖိတ်ပါမူလာတုံးကျုံချနာဖိတ်ဆိုနာရောက်လေးတဲ့ရှိလောက်ကနေပြီးကဓာတ်ပုံကျုံမှာကိုစောပြီးကငေါ်တဲ့ကပေါ်နေပြီးကခေါတန်းတိရှင်းနေတဲ့တိကိုကျွန်တော်တို့ကိုဒုက္ခကိုထောင်းခွေရောအစားစားအရာအမျိုးမျိုးအဖဖကိုကျွန်တော်တို့ပြမျိုးသောဆောင်ပြီးကသမီးရှိကိုမနောက်ကမနောပဲစီကိုရခင်ပေးမှာပညာရေးတိုးတာပဲစီလို့ရောက်တော့ရောက်ပဲကိုစောပြီးကကျွန်တော်တို့တောင်းခတ်ပါတယ်ရောက်တော့ဒီနေ့ကကြားဆုံးရကျွန်တော်ကရောင်လေးခုံရနှလုံးလေးခုံရုံဆိုပဲကွေဝဲတယ်မျိုးပဲရောက်ပဲနော်ကျွန်တော်ကဒီ project ဆိုကတော့ကအရာဆိုကို project ဆိုပေါ့နိုင်ငံတခါကြီးကခေါ်နိုင်ငံဒီကလေးတော့ကျွန်တော်တို့ရခိုင်တပေလုံးတော့ကိုအလုံးစုအကူကြီးပြကြပါဖို့လို့ကျွန်တော်ကတုံးဆူဆောင်ပါတယ်အလုံးနေရာဒီကတုံးဆူဆောင်ပါတယ်ကျွန်တော်တို့ကိုတစ်ခါတနိုင်ငံကအကူကြီးမပြလက်ခါကြီးကျွန်တော်တို့ရခိုင်သူရခိုင်သားဒီတယောက်လေးကျင်ပါဖို့မဟုတ်ဒီနေ့ကမောင်းနေစီကျွန်တော်တို့မင်းဖတ်လို့ဖိတ်ပါတယ်ကျွန်တော်တို့ကိုအလုံးစုအုပ်ချုပ်ထားတဲ့ချင်းထားတဲ့ဗရောင်ခိတ်တစ်ခုဖိတ်တယ်တော့ဒီဗရောင်ခိတ်ဒီနေ့ကပြီးရခိုင်သားကိုမရမှာပါရဲ့စောသမင်းကိုပဲဆက်ဖက်နေပါတယ်ဒီရောက်ဒီကိုကျွန်တော်တို့ရောင်ခွေအမျိုးပဲဖိတ်နေတော့ကျွန်တော်ဒီနေ့ကငိုမဆုံးကိုမဆုံးဖိတ်တယ်တော့ဒီကျုံးလေးတော့မဲကဲကျုံးမဟုတ်ပါလုံးဝရခိုင်ပြည်မှာထောတော်တဲ့ကျုံထုံးမပလာဝဘူးဒီတော်မုံတော်အလုံးဘူးဒီတော်မုံတော်တုံးမှာစေတော်မျိုးတွေကပေါ့စာကတိကြောက်တန်တွေအလုံးကလောရခိုင်မျိုးချောင်းပါမှာပဲဒီကျုံမှာလာလို့တားနေပါလေရောက်တော့ဒီကျုံမှာတားနေတော့ဒီကျုံစီတကယ်ကျုံမဲ့ကျုံစိတ်ဖိတ်ပါလေရောက်တော့ကျွန်တော်တို့ဒီခင်းကြရပါလေကျွန်တော်ရောက်တော့ကျွန်တော်ဒီအလုံးနိုင်ငံတာတိုက်ပြည်ကပညာရေးမုန်တီပညာရေးတီအလုံးကုလသမတိခုံယုံဒီကပေါ့ရပြီးကကျွန်တော်တော့တုံးဆုံဆောင်ပါလေရခိုင်သူရခိုင်သားတိကဘာကတိုင်းပေကအရာတိုင်းပေတိကမကူကြီးကကျွန်တော်တို့ရခိုင်ပေစီကြားဆုံလာဖို့ပြီးပါတယ်ကျုံသူကျုံသားရှိတိကနင်းကပေါ့စားပြီးကကျွန်တော်သမီးလှမ်းအောင်တွေတို့စီတေဆုံလကားရဲ့တော့တာနောက်နုံလာတော့သမီးတို့စီလုံးဝကျုံတာဖို့ဆိုရင်ငိုရိုးတွေတော့လုံးတဲတော့ကျုံတာဖို့ဆိုလုံးဝမကောနေတော့ရှိပါသည်ရောက်တော့ရောက်ပဲဖဲနေပါသည်ခိုင်ပေမှာရောက်တော့ဆိုကျွန်တော်တို့ခင်ပေကိုအုပ်ချုပ်လာရင်နိုင်ပုံခနေစီကျော်တီအုပ်ချုပ်လာရင်နိုင်ပုံခနေကျော်တီအုပ်ချုပ်လာရင်တော့ဒီလောက်ဒီခင်ပါလေဒီနည်းဥထားဒီခင်ပါအဂရီကိုသက်အလက်ကိုသက်အရှေကိုသက်အငေကိုသက်လာပါဗျာအခုကျွန်တော်တို့ခင်ပေပါလေကုန်းပညာရေးဒီကလည်းမရလူလေးမရှိဗျာရောက်တော့နိုင်ငံတကာဒီကအမေရိကန်စံကာပူတို့ကမလေးရှားတို့ကထိုင်းတို့ကအားလုံးနေရာတကာဒီကကျွန်တော်တို့ကိုအကူကြီးပြခဲ့ပါလို့ကျွန်တော်တုံးဆူဆောင်ပါတယ်ကျွန်တော်တို့ဒီကျွန်တော်တို့လေစားလေးမစားဆဲပုံလေးမပုံဆိုကျွန်တော်တို့အရုပ်ကလေးမနှောင်းဘူးတိတ်ကိုတိတ်ပါလီကိုလုတ်ကိုလုတ်ပါလီကျွန်တော်တို့ပြည်သူလူကိုမလုတ်ပါခဲ့လို့ကျွန်တော်ကတုံးဆူဆောင်ပါတယ်ဒီမောင်းနေဦးစီဇာကုန်းလားကျွန်တော်တို့ရဲလီမီဆဲလီမီမဲလေးမရှိပြီတော့ကျွန်တော်တို့ဒီခံစောရပါတယ်မရမှာပါရဲ့သောသမီးပဲဖိနေပါတယ်မောင်းနေစီကဘာအထင်းမှာသမဒါကိဖိနေတော့ဒီသမဒါကိဒီစိတ်တက်ကိုဇာပိန်ထော်ရလေခွိစိတ်တက်ကိုထော်ရလို့နောစိတ်တက်ကိုထော်ရလို့ခွိမမပေါင်းစောစောလို့နောမပေါင်းစောစောလို့ကျွန်တော်ပြတ်ချုံပါရဲ့အကြောင်းတီးကိုနေဝတ်တာတင်နင်းကပေါင်းနေဝတ်တာတင်နင်းကပေါင်းမောင်းနေဦးဒီတမျိုးတဆွေလုံးအလုံးတဲနေပါရဲ့ရောက်တော့ကျွန်တော်ဒီမောင်းနေကိုကဘာခုံယုံမှာတောင်းပြီးတော်ကျွေးဆောင်ပါရဲ့ကျွန်တော်ဆိုလုံးဝ
အေမောင်းနေကိုအခုကြီးပြနေတိတ်ပတိကိုလေကျွန်တော်ကတော့ချုံပါတယ်ဇာတိတ်ပကအခုကြီးပြနေလေဇာတိတ်ပတိုက်ဖောင်ထိုးနေလေအေမောင်းနေကိုဖောင်ထိုးဆိုဟီရိုအေမောင်းတော့လောနေပါဆိုအေရောတော့နော်ကျွန်တော်ဆိုကေအေမောင်းနေကိုဒီနေ့ကပေါ်စားပြီးကျွန်တော်ကဘာခုံညူကွီတီမှာလုံးဝကျွန်တော်ဒီလုံးဝတော့ဆွေးချပြီးနာကျွန်တော်ဒီလုံးဝလိုချုံပါရဲ့ကဘာကတိတ်ပေကကဘာစုကဘာသောအရာတိတ်ပေတီကသမဒါကြီးရောသမဒါဘူကြီးရောပညာရေးမှုကြီးကိုဒီလုံးဝကျွန်တော်တို့ဒီတုံးဆိုပါရဲ့အရာဆိုလူတီတော်ထကျုံသူကျုံကတည်လေခါဆိုစီကျွန်တော်တို့ဝန်းနေကြတာခွေးကြတာဖိနေပါစီအေးရတော့နာကျွန်တော်ဒီလောက်ကိုပြောချုံပါရဲ့ကျွန်တော်တော့ ကျေးဇူးတင်ပါတယ် ဟုတ်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်း